မိတ်ဆွေကဖုန်းဆိုင်ဖွင့်ထားတယ်ဆိုလို့ရှိရင်ဟာတာရင်းနဲ့ကပြနေတာတွေအပြင်ဒီ content ၃မျိုးလည်းလုပ်လို့ရပါတယ်အားလုံးမင်္ဂလာပါစီးချင်နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ပိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောက်ကိုဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်ဖုန်းဆိုင်နဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်တာဖြစ်ပါတယ်နံပါတ်1 content ကတော့ထုံးစံတိုင်းပဲ tips content ဖြစ်ပါတယ်အဲ့ tips ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က user တော်များများသိချင်တဲ့အကြောင်းပါပေါ့ဗျာဥပမာဆိုကြပါစို့ iPhone သမားတွေဆိုရင်တို့ဒီ battery နဲ့ပတ်သက်လို့ရှိရင်အရင် sensitive ဖြစ်တယ်ဒါဆိုရင် iPhone ကို battery ရဲ့မကြောက်သူတတိထားပြီးတော့မှအချက်5ချက်တော့ပါတော့အဲ့လိုမျိုးပေါ့နော်အခြားအကြောင်းတွေအများကြီးရှိပါတယ်Xiaomi မှာသူတင်မသိသေးတဲ့လျှို့ဝှက်ချက်3ခုပဲအဲ့လိုပြောဆိုတော့ nothing ဖုန်းကင်ထားပြီးတော့ဒီအကြောင်းအ3ခုတင်မသိသေးဘူးလားလို့ဆက်ကြည့်ပြီးအဲ့လိုမျိုး tips တွေကျွန်တော်တို့အများကြီးပဲလုပ်လို့ရတယ်။နောက်မှလည်းဒီ camera setting ဆိုလဲ camera setting နဲ့ရပါဗျာအဲ့လိုမျိုးဒီဖုန်းမှာတော့ကျွန်တော်တို့လုပ်လို့ရတဲ့ဟာအရင်များတယ်ကွာအဲ့ဒါတွေကိုကျွန်တော်တို့ဆွဲထုတ်ပြီးတော့လုပ်လို့ရတယ်။နောက်တစ်ခုကကျတော့ unboxing ပေါ့ဒီတနေ့ဒီမိုသုံးပြတာပေါ့ဗျာဒီဖုန်းတစ်လုံးကိုအသစ်တစ်ခုထွက်လာပြီဆိုလို့ရှိရင်ဒါကကျွန်တော်တို့ test reviewer တွေကတော့လုပ်ကြတယ်သက်ဆိုင်ရာ site တွေကနေပြီးတော့ review unit တွေပို့ကြတယ်အဲ့တော့ကိုယ် site မှာပေါ့နော်ကိုယ်တိုင်တော့မဟုတ်ကိုယ် site ရဲ့ဒီနည်းပညာပိုင်းကျွမ်းကျင်တဲ့ဝန်ထမ်းတစ်ယောက်ကနေပြီးတော့ဒီ unboxing တွေကိုကျွန်တော်တို့ကကိုယ်တိုင်လုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ unboxing the first impression လို့ပေါ့နော်ဒီဖုန်းနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့သူ့ရဲ့အားနည်းချက်အားသာချက်ပေါ့နော်အဲ့မှာအရေးကြီးဆုံးကhonest ဖြစ်ဖို့တော့လိုတယ်ပေါ့နော်ကိုကြိုက်တဲ့အချက်လေးတွေကိုမကြိုက်တဲ့အချက်လေးတွေအရာအောင်ကောင်းနေပြီဆိုတာကြီးတော့အဆင်မပြေဘူးဗျာသိရမလား cash reviewer တွေကိုကျွန်တော်တို့ review unit တွေ support လုပ်ပြီးတော့ sponsor ပေးပြီးတော့ကြော်ညာလာလဲထိအောင်မှုတစ်ပိုင်းရှိတယ်လို့ကိုယ်ဆိုင်မှာကိုယ်တိုင်းလဲကိုယ်ဆိုင်ရဲ့အမြင်အနေနဲ့လုံချင်အားဖြစ်နေတယ်ဒီဝယ်သူတွေကပစ္စည်းပုဝယ်တော့မယ်ဆိုလို့ရှိရင်ကိုယ်မမေးခင်ကလေးကဘယ်ဖုန်းတွေသူတို့review လုပ်ထားပြီးတယ်ဆိုတော့တို့ကြည့်ပြီးတော့ဒီဖုန်းလေးတော့ငါနဲ့ကြိုက်လောက်တယ်ကိုဖုန်းလေးတော့ငါနဲ့ကြိုက်တော့တယ်ဆိုတော့တို့ကနိုင်ရှင်းဆက်သွားလို့ရမှာဖြစ်ပါတယ်တတိယတစ်ခုကတော့ကျွန်တော်အထယ်ဆိုင်မှာပြောခဲ့တယ်ခေါင်းစဉ်နဲ့တူတယ် collection မှာအဲ့ collection မှာမှကျွန်တော်တို့ကဘယ်လိုပြန် collect လုပ်ပြီးတော့ပြောမလဲဆိုတော့ဥပမာဈေးတန်းနဲ့ collect လုပ်လို့ရတယ်9သိန်း3သိန်းမှာရွေးချယ်ရရှိတဲ့ဖုန်းများပေါ့ဒါမှမဟုတ်လေ gaming phone တွေထဲမှာရွေးချယ်ရရှိတဲ့ဖုန်းများပေါ့ဒါမှမဟုတ်ဓာတ်ပုံရိုက်တဲ့လူတွေဆိုရင်ဒီဖုန်း5မျိုးကိုကြည့်ပါတော့အစရှိတယ် collection အဲ့ collection ကအရန်ကိုထိရောက်မှုရှိတယ်အဲ့တော့ခုနပြောသလိုပဲဈေးနှုန်းနဲ့ collection လုပ်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့အမျိုးအစားပေါ့နော်တပ်ပုံလားမဟုတ်လေ gaming အဲ့လိုမျိုးဒါမှမဟုတ်လေ battery တနည်းကုန်ခံကျင်တဲ့လူတွေဆိုလို့ရှိရင်ဒီဖုန်းကမျိုးတော့ size ပဲအဲ့လို collect လုပ်လို့ရတယ်ဟုတ်ကဲ့ပါမိတ်ဆွေတို့အနေနဲ့ဖုန်းတွေဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့ပြပြပေးခဲ့တဲ့ content လေးတွေကိုဖန်တီးခြင်းအပြင်မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာတည်တာတဲ့တရားမှုရှိလာမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ